里便宜，天哪，天哪！ဒီစကားလုံးလေးကိုအန်အောပဲကိစ္စတစ်ခုခုကြုံတွေ့တဲ့အခါထိတ်လန့်ပွဲရကိစ္စတစ်ခုခုကြုံတွေ့တဲ့အခါဒါမှမဟုတ်ဘူးဆိုရင်မထင်မှတ်ထားတဲ့ကိစ္စတစ်ခုခုကြုံတွေ့တဲ့အခါမျိုးမှာဆိုရင်ဒီစကားလုံးလေးကိုသုံးလို့ရပါတယ်။ဥပမာအဖြစ်ဆိုလို့ရှိရင်天哪，我忘记带雨伞了。天哪，အမလေးဖျားကြီး我ငါက忘记မိသွားတယ်带ယူဖို့မိသွားတယ်雨伞了ထီယူဖို့မိသွားတယ်နောက်တစ်ခုကကြတော့မိုးနတ်မင်းကြီးကိုညီဆောင်မပါဒါမျိုးဆိုလို့ရှိရင်老天爷保佑ဥပမာအဖြစ်ဆိုလို့ရှိရင်老天爷保佑我一路顺风老天爷မိုးနတ်မင်းကြီး保佑我ကိုညီဆောင်ရှောက်ပေးပါ我ငါက一路顺风တလန်းလုံးအဆင်ပြေနေဖို့ကိုညီဆောင်မပေးပါဆိုပြီးတော့ပြောတာဖြစ်ပါတယ်ပြရမခက်နဲ့ဆိုလို့ရှိရင်别慌别慌ဒီစကားလုံးလေးကိုတစ်ခုခုကိုအာယုံစိုက်စီခြင်းတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်သုံးလို့ရပါတယ်ဥပမာဘယ်လိုလဲဆိုလို့ရှိရင်别慌我们就要赢了别慌ပြရခက်မနေနဲ့我们就要ငါတို့က赢了နိုင်တော့မယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်မလောနဲ့မလောနဲ့ဆိုရင်ရောမလောနဲ့ဆိုလို့ရှိရင်ဘယ်လိုပြောကြမလဲဒါဆိုလို့ရှိရင်လွယ်ပါတယ်别急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 ကိုကြတော့ကိစ္စတစ်ခုခုကိုအလီလိုနေတဲ့အချိန်လောနေတဲ့အချိန်မျိုးမှာတတိပေးစကားတစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်ဥပမာအားဖြင့်ဆိုရင်别急慢慢说别急မလောနဲ့慢慢说ဖြည်းဖြည်းလေးပြောပါဆိုပြီးတော့ပြောလို့ရတယ်